iOS 26မှာပါတဲ့ Adaptive Power Mode ဆိုတာဘာလဲ iOS 26မှာ Apple ဟာ Adaptive Power Mode ကိုလည်းထည့်သွင်းပေးထားပါတယ်ဒီ feature က battery အခြေအနေနဲ့ကိုပုံမှန်အသုံးပြုနေတဲ့ပြင်းပြပမာဏထက်လက်ရှိ battery အသုံးပြုမှုပိုများနေလားနည်းနေလားဆိုတာကိုနှိုင်းယှဉ်ကြည့်ရှုနိုင်ပါတယ်ဒါအပြင်ဘယ် app တွေက battery ကိုအများဆုံးအသုံးပြုနေတယ်ဆိုတာနဲ့ဘယ်လောက်အထိအသုံးပြုနိုင်လဲဆိုတာကိုပါဖော်ပြပေးမှာပါ app တွေရဲ့ battery အသုံးပြုမှုမှာလည်း app တစ်ခုဟာနောက်ခံမှာဘယ်လောက်ကြာကြာ run နေတာဖုန်းမျက်နှာပြင်မှာဘယ်လောက်ထိကြာကြာဖွင့်ထားတာဒါမှမဟုတ်အတိပေးချက်တွေအများကြီးတက်နေတာမျိုးစတဲ့အချက်အလက်တွေကိုအတိအကျသိရှိနိုင်ပါတယ်နောက်ဆုံးအားသွင်းထားပြီး battery ဘယ်လောက်အသုံးပြုခဲ့လဲဆိုတာကိုပါကြည့်ရှုနိုင်ပါတယ်ဒီမုတ်ကိုဖွင့်ထားမယ်ဆိုရင် iPhone ကိုပုံမှန်ထက်ပိုပြီးအသုံးပြုတဲ့အခါမှာ battery ပိုခံအောင်လို့မျက်နှာပြင်အလင်းရောင်ကို short ချပေးတာမျိုးဒါမှမဟုတ်နောက်ခံမှာလှုပ်ဆောင်နေတဲ့အလုပ်တွေကိုပိုကြအောင်လှုပ်ဆောင်စေတာမျိုးစတဲ့ပြောင်းလဲမှုတွေကိုပြုလုပ်ပေးပါတယ်ဒီ Adaptive Power Mode က Apple Intelligence ကိုအသုံးပြုထားတဲ့ iPhone 15 Pro နဲ့အထက် model တွေမှာသာရရှိနိုင်ပါတယ်ဒီ feature လေးကိုအသုံးပြုချင်တယ်ဆိုရင်တော့အရင်ဆုံး setting ထဲကိုဝင်လိုက်ပါ setting ထဲကိုဝင်ပြီး battery ထဲကိုသွားပါအောက်နားလေးမှာ power mode ဆိုတာလေးတွေကိုဝင်လိုက်ပါ adaptive power mode လေးကိုဖွင့်ထားပေးလိုက်တာနဲ့ရပါပြီဒါဆိုရင်တော့ပုံမှန်ထက်အားကုန်တာနှိမ့်သွားမှာဖြစ်လို့အခုပဲစမ်းကြည့်လိုက်တော့နော်